ကျွန်တော်တို့ Samsung ရဲ့ Galaxy AI ကိုသုံးပြီးတော့ကြတော့ Sketch to Image ကို generate လုပ်တဲ့အခါမှာကျွန်တော်တို့ဆွဲလိုက်တဲ့ပုံနဲ့စီလျော်တဲ့ပုံတွေထွက်မလာပဲနဲ့တလွဲကြီးတွေထွက်လာမျိုးတွေကြုံပါလိမ့်မယ်။ဥပမာပြောရမယ်ဆိုလို့ချင်းကျွန်တော်တို့ခေါင်းပေါ်မှာအုတ်ထုတ်လေးဆွဲလိုက်တယ်။ဒါပေမဲ့ UFO ပုံကြီးထွက်လာတာမျိုးတွေတခြားသောပုံတွေငမန်းပုံတွေရှောက်ထွက်လာတာမျိုးတွေရှိလိမ့်မယ်။ဆိုတော့အဲ့လိုမျိုးဖြစ်တာကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးမယ်။ပြောခင်မှာကျွန်တော်တို့ဒီအခုလိုမျိုးပေါ့နော်ဒါ AI နေထွန်းကားနေတဲ့ခင်မှာ Samsung ရဲ့ Galaxy AI ဆိုတာကလည်းတော်တော်လေး powerful ဖြစ်တဲ့ AI တခုလို့ပြောလို့ရတယ်။တလွဲဖြစ်တဲ့အကြောင်းရင်းကဘာလို့လဲဆိုတော့ကျွန်တော်တို့သူ့ရဲ့ဒီ strength ကိုကျွန်တော်တို့ကဒါ low ကနေ high ပြီး4ဆင်းလောက်ရှိရပါတော့။အဲ့ချိန်မှာကျွန်တော်တို့ကဒီအနေဆုံးအနေထားမျိုးထားမိတဲ့အခါမျိုးမှာဒါမှမဟုတ်လို့ရှိရင် default အနေထားမှာထားမိတဲ့အခါဆိုလို့ရှိရင်လိုချင်တာတခြားပြပေးရတခြားဒါမျိုးတွေဖြစ်တတ်တယ်။ဆိုတော့အဲ့တော့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပြောပြမယ်။ကျွန်တော်တို့တွေအရင်ဆုံး setting ထဲကိုဝင်လိုက်မယ်။ပြီးလို့ရှိရင်ဒီ Galaxy AI နဲ့ကိုထပ်ဝင်လိုက်မယ်။အောက်နားလေးမှာကျွန်တော်ဒီ drawing axis ဆိုတာလေးရှိရဲအဲ့ထဲကိုဝင်လိုက်မယ်ဒီမှာ sketch matching strength ဆိုတာလေးရှိရဲဒီကောင်လေးကစောနာကပြောသလိုပဲကျွန်တော်တို့ခိုင်းနေတဲ့ဟာနဲ့သူပြနေတဲ့ဟာနဲ့ကိုတူညီအောင်လုပ်ပေးတဲ့အဆင့်၄ဆင့်ပေါ့နော်အဲ့တော့ကြတော့ဒီနေရာမှာဓာတ်ဖို့ဖြစ်နေမယ်ဆိုလို့ချင်းကျွန်တော်တို့အမြင့်ဆုံးကိုရွေးပေးလိုက်မယ်ဒီလိုမျိုးရွေးလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆွဲလိုက်တဲ့ sketch နဲ့ light ဖက်တဲ့ စီလျော်တဲ့ပုံတွေကိုပဲ generate လုပ်ပေးသွားမှာဖြစ်ပါတယ်နောက်ထပ်နောက်ပြင်မှာပြန်တွေ့ကြမယ်